ဟုတ်ကဲ့မင်္ဂလာပါ Universe Engineering မှာပြန်တော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော် sharing လုပ်ပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော် Microsoft ရဲ့ PowerPoint အကြောင်းဖြစ်ပါတယ်အဲ့တော့ PowerPoint ကဘယ်နေရာမှာသုံးလဲဆိုရင်ကျွန်တော်တို့ရုံးတွေမှာကျွန်တော်တို့ presentation လုပ်တဲ့အခါမျိုးမှာเนาะနောက်ပြီးတော့ကျွန်တော်တို့ဒီမှာတင်ကြားရေးပိုင်းကဆရာမတွေကိုယ့်ရဲ့ lecture note ကိုထုတ်တဲ့အခါမျိုးတွေမှာเนาะစသဖြင့်အဲ့လို present လုပ်ဖို့အတွက်လိုအပ်လာရင် PowerPoint ကိုသုံးရပါတယ်သူက slide တွေနဲ့ဓာတ်ပုံတွေကိုထည့်သွင်းလို့ရတယ်နောက်ဆုံးမှာသူက video animation တွေပါသူကလုပ်ပြီးလို့ရနိုင်တဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါကြောင့်ညီငယ်ကျွန်တော်တွေတော်တော်များများ PowerPoint ကိုတည်ထားဖို့လိုအပ်ပါတယ်အဲ့တော့ကျွန်တော်ကတော့အခုဒါ basic ကနေကျွန်တော်ကတော့ advanced လောက်ထိကိုကျွန်တော်ပြည်သက်လောက်ကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့အတွက်video တွေကတော့နည်းနည်းလေးရှင်းမယ် part 1 part 2 part 3စသဖြင့်အဲ့လိုမျိုးသွားပြီးတော့ YouTube မှာကျွန်တော်ကအပတ်စဉ်ဒီမင်းတော့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့စားရကြအောင်โอเคကျွန်တော်ဒီမှာ PowerPoint 2019ရှိပါတယ်ကျွန်တော်အကောင့်ဖွင့်လိုက်ပါမယ်အဲ့တော့ဒီကောင်တွေက PowerPoint ရဲ့ UI ကလည်းဗာနဲ့အလားတန်တူတယ်ဆိုတော့ကျွန်တော်တို့ Word တို့ Excel တို့နဲ့လားတန်တူပါတယ်software တော်တော်များများလေးပုံစံတွေကတစ်ခုနဲ့တစ်ခု UI တွေကတူကြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော် blank အရင်ဆုံးကျွန်တော်စပြီးတော့ဒီစာရေးဖို့အတွက်เนาะဓာတ်ပုံတွေထည့်ဖို့အတွက် design တွေလုပ်ဖို့အတွက်ကကျွန်တော်ဒီမှာ blank presentation ဆိုတဲ့အားကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်အဲ့တော့အရင်ဆုံးဒီလိုလေးကြာလာမယ်ဒီကောင်တွေကဘာလို့ပုံနေရလဲဆိုတော့ကျွန်တော်က line ချိန်ထားလို့အချို့ကရသူက stop ပေးတာ free ပေးတာတဲ့ဟာကျွန်တော်သုံးလို့ရရပေါ့နော်ဒီ template တွေခေါ်ပြီးသုံးလို့ရဒါကနောက်ပိုင်းကျမှကျွန်တော်ရှင်းပြမယ်အခုတော့ဒါတွေမကြည့်နဲ့အောင်ကျွန်တော်အဲ့ဒါကိုပိတ်ချလိုက်မယ်ပိတ်ချပြီးတော့ကျွန်တော်ခုနရွေးလိုက်တဲ့ဒီမှာလာပေါ်နေပြီเนาะကျွန်တော်အဲ့ဘာလုပ်ပေးရမလဲဆိုတော့ကျွန်တော်ဒီမှာ file ပြန်သွားပြီးတော့ blank ကိုကျွန်တော်ပြန်ခေါ်မယ်အသစ်လိုချင်လို့เนาะအဲ့တော့အောက်မှာကတစ် file ပွင့်နေပါเนาะ software ကနှစ်ခုပွင့်နေတဲ့သဘောဖြစ်နေရဲ့အဲ့တော့ဒီမှာကျွန်တော် presentation 1ဆိုရဒီ software ကိုဒီ PowerPoint software ကိုကျွန်တော်ပိတ်လိုက်မယ်နှစ်ခုဖြစ်နေတော့14မှာဆိုလို့เนาะအခုကျွန်တော်ဖွင့်ထားတဲ့ဟာတခုတတိတာမှာ PowerPoint မှာကအသစ်ခေါ်တိုင်းမှာသူက presentation software ဖြစ်တော့ presentation လို့စာပါတယ်เนาะခုန presentation 1ထပ်ဖွင့်လိုက်တဲ့ presentation 2ဖြစ်သွားတယ်အဲ့ဒါတတိထားရမယ်အဲ့တော့ကျွန်တော်တို့ခုလိုရှုပ်နေတာဖြစ်တဲ့ဒီမှာ design idea ဆိုတဲ့ဒါလေးကိုကျွန်တော်ပိတ်ထားလိုက်မယ်အမြောက်လေးကိုနှိပ်ပြီးတော့ပိတ်လိုက်လို့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့ကနံပါတ်စာရွက်တစ်ပေါ့နော်လိုပေါ်နေလိမ့်မယ်အဲ့တော့ကျွန်တော်တို့အရင်ဦးဆုံးစာရွက်ပေါ်နေတဲ့အခါမှာဒီစာရွက်ကြီးက A4 လား A3 လားနောက် A5 လားဘာလဲကျွန်တော်တို့မသိနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါကိုဘယ်လိုသွားလုပ်ပေးရမလဲဆိုတော့မှန်ကန်တဲ့စာရွက်ကိုရွေးပေးဖို့လိုအပ်တယ်ကိုက print ထုတ်မယ်ဆိုရင်တော့ A4 ကိုရွေးပေးရကောင်းတယ် print မထုတ်ဘူးငါတို့ကဒီတိုင်းပဲ present လုပ်မယ်ဟိုစာရွက်ကြီးတွေပေါ်မှာပုံတွေအများကြီးထည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဘာကိုရွေးပေးရမလဲဆိုတော့သူရဲ့ default ပါတဲ့ white ကိုရွေးပေးလို့ရတယ်အဲ့ဒါရေဘယ်မှာသွားချိန်ရမလဲဆိုရင်ကျွန်တော်တို့ကအဲ့မချိန်ခင်မှာအဲ့တောင်မပြောခင်မှာဒီသူရဲ့ software user interface လေးတော့နားလည်ရမယ်เนาะကျွန်တော်တို့ဒီမှာ Word တုံးကလည်းကျွန်တော်တို့တူတူပဲMicrosoft ရဲ့ Word တုံးကလည်းကျွန်တော်တို့သုံးခဲ့တာကဒီပုံစံပဲเนาะသူ့ရဲ့ UI အတူတူပဲဖွင့်လိုက်ပြီးဆိုဒီမှာဒီဟာလေးမြင်ရတယ်ထိုဒီလက်ကောင်းမယ် PowerPoint မှာလည်းဒါပဲမြင်ရတယ်အဲ့တော့ဒါတွေကဘာကြီးလဲဆိုရင်ကျွန်တော်တို့ကဒီကောင်လေးကိုကျွန်တော်တို့ quick step toolbar လို့ခေါ်တယ်เนาะဒီကောင်လေးကဒါကျွန်တော်တို့tab ပေါ့နော် tab လေးတွေပေါ့နော် home tab တို့ insert tab တို့ design tab တို့ transition tab တို့အဲ့လို tab လေးတွေရှိမယ်ဒါကအတိုင်းပါဟုတ်ပြီနော်ဒါက quick step toolbar အဲ့လိုဒီလို tab တွေအောက်ထဲမှာမှဥပမာကျွန်တော်ဒါကိုထိတ်ထား insert ဆိုတာ color တက်ဒီလိုလေး white ပြီးတော့သူကပြထားတယ်ပြောချင်တာဒီ insert tab တွေကိုရောက်သွား insert tab တွေကဒီ tool တွေကိုသုံးလို့ရတယ်ဆိုတဲ့သဘောကိုပြောတာနော်ဒါဆိုရင် design tab transition ဟုတ်ပြီနော် home tab အဲ့တခုတတိထားမှာကဒီမှာဆိုရင်ဗျာကျွန်တော်ဒါကြီးပဲမီးလင်းနေရဟာပဲသုံးလို့ရဒါဆိုမှိန်နေသုံးလို့မရောက်တော့ကိုတိထားရမယ်အဲ့ဒါဘယ်softwareမဆိုတော့အတူတူပဲဟုတ်ပြီနော်အဲ့တော့ကျွန်တော်ပြန်ပြောမယ်နော်ဒီကောင်ကကျွန်တော်တို့ဗာလဲဆိုရင်တိုင်းပါဒါက quick step 2ပါဒါလေးတွေက tab လေးတွေဒါလေးက panel လို့ခေါ်တယ်เนาะကျွန်တော်တို့ဒီ engineering မှာဒါ panel လို့ခေါ်တယ်slide panel font panel ဟုတ်ပြီနော် paragraph panel တွေကမှ2တွေ drawing panel တွေကမှ2တွေအဲ့တဘောကိုပြောတာဟုတ်ပြီနော်အဲ့ဒါနားလဲရမယ်ပြီးရင်အခုသူ့မှာ slide တွေမပေါ်လာသေးလို့ပေါ်လာရင်ဒီမှာဘေးမှာ score bar လေးပေါ်လာလိမ့်မယ်အခုကဒီဘေးမှာ score bar မပေါ်ဘူးဘာလို့မပေါ်လဲဆိုတော့ slide ကတစ်ခုတည်းဖြစ်နေလို့
တကယ်လို့ကျွန်တော်တို့က new slide ခေါ်မယ်ဆိုရင် right click တင်လိုက်တယ် duplicate slide ဆိုတာကကိုကဒီပေါ်မှာစာတွေပါရေးထားရင်ပွားတဲ့ခါမှာသုံးတာ duplicate က new ဆိုတာကတော့အသစ်ခေါ်တာဟုတ်ပြီနော်နှစ်ခုခေါ်လိုက်ပြီဆိုရင်လည်းဒီမှာ time bar လေးကscore bar လေးကပေါ်လာပြီဟုတ်ပြီနော်အဲ့ဒါသိထားရမယ်နော်ပြီးရင်ဒီလိုနှိပ်လိုက်ရင်အပေါ်ကပြောင်းသွားရင်1 2 1 2 1 2ဒါကိုပြောတာဟုတ်ကျွန်တော်2ကိုဖြတ်လိုက်မယ်ဆို2ဘက်မှာ highlight လုပ်တာ cursor တင်ထားရမယ်ဒီမှာ highlight လေးဖြစ်နေပြီเนาะပြီးရင် right click နှိပ်ပြီးတော့ delete လုပ်လို့ရ delete slide လုပ်လို့ရတယ်နားလည်မယ်เนาะအဲ့တော့ powerpoint မှာက slide နဲ့ပဲသုံးတယ်အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီအဲ့တော့ဒါ time bar quick step 2 bar ဒါလေးက tab ဒါလေးက panel လေးက2အဲ့ခေါ်ပေါ်လေးနားလည်ဖို့လိုရတယ်ရမယ်เนาะ okay နောက်တစ်ခုကဒီမှာသူ့ရဲ့ score bar လေးကိုဆွဲပြီးတော့ဒီအောက်မှာ view က zone ကိုဆွဲပြီးတော့အဲ့လိုအနီးကအချုံတွေဆွဲကြည့်လို့လည်းရတယ်အခုကတော့ 100% ပေါ့နော် 100% မှာပဲထားတာပိုကောင်းလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့ကတကယ်လို့ zone ဆွဲနေတယ်ဆိုရင် control ကိုဖိထားပြီးတော့ middle wheel ကိုရှေ့တုံးလိုက်လည်းရတယ်နောက်ဆုတ်လိုက်လည်းရတယ်ကျွန်တော်ကဒီနေ့တိုင်းပဲတုံးတယ်ဒါကြီးကိုလာမကစားသေးခြင်းဟုတ်ပြီเนาะအဲ့တော့ control လေးဖိတုံးတဲ့ခြင်းကိုလုပ်ပါနောက်တစ်ခုက wall မှာတင်ခဲ့တယ်လို့ပဲကျွန်တော်တို့ကဒါကိုဆက်လက်မလိုက်ဒါသူ့ဒီမှာ default ပေါ်နေရဲ့ဆိုတာပေါ့နော်တိုက်တယ်ပေါ့နော် font ပေါ့စာရေးဖို့တော့သူကအစင်နဲ့ပါပြီးသားအဲ့တော့သူ့မှာတတိထားမှာကလေကာဆာမှာအဖြေရှိရယ်ကျွန်တော်တို့အခုဒီမှာကာဆာဒီမှာအခု i ပုံစံလေးပြောင်းနေအဲ့ဒါဘာကိုပြောတာလဲဆိုရင်ကျွန်တော်တို့ကစာရေးတော့မယ်ဆိုရဲစာရေးလို့ရတယ်ဆိုရဲအနေထားကိုပြောတာဟုတ်ပြီနော်ကာဆာလေးကအပြင်ကိုရောက်သွားပြီဆိုရင်ဒီမှာဒီ arrow ပုံစံလေးဖြစ်သွားပြီဒါဆိုရင်ကျွန်တော်တို့ပုံမှန် arrow ကာဆာပုံစံလေးဒါပေမဲ့ဒီမြင်းချောင်းပေါ်ကိုရောက်သွားပြီဆိုရင်ညားလေးချောင်းပုံစံပေါ်လာတယ်အဲ့ဒါဘာကိုပြောရလဲဆိုအဲ့ဒီအချိန်မှာ left click ကိုဖိပြီးတော့ move လုပ်လို့ရတယ်လို့သူကပြောတာအဲ့ဒါကိုနားမလည်တော့ဆက်ဆက်သွားလို့ရမှာမဟုတ်ဘူးဒါကျွန်တော် walk မှာလည်းကျွန်တော်အဲ့လိုပဲပြောတယ်เนาะအဲ့လိုပဲကျွန်တော်တင်တာအဲ့တော့အရင်ဆုံး walk ကစတာဟုတ်အဲ့တော့အဲ့မှာမှတေချာကျွမ်းရင်တီးတော့မှဒီဟာကြီးက easy ကုန်ဖြစ်သွားမှာပေါ့เนาะအဲ့တော့အဲ့ဒါလေးကိုနားလဲရမယ်နောက်တစ်ခုကဒီအဆက်လေးတွေပေါ်နေတဲ့ခါကျကာစာလေးကပြောင်းသွားတွေ့လားतू ကဒေါင်းဖြတ်အချုံလို့ချဲလို့ရတယ်လို့ပြောတာ तू ကကြတော့ဘယ်ကနေညာကိုသွားလို့ရတယ်လို့ပြောတာ तू ကလည်းဒေါင်းဖြတ်ထိုနည်းလည်းကောင်းပဲဒီဘက်မှာလည်းဒီလိုသွားလို့ရတယ်ဒေါင်းဖြတ်သွားလို့ရတယ်လို့ပြောတာအဲ့ဒါတော့မဖြစ်မနေသိရမယ်နော်အဲ့တော့ဒီလိုဖြစ်နေတဲ့အချိန်မှာကိုကနောက်ပိုင်း test box တွေတုံးလာမယ်ဗျာmove လုပ်ပေးဆိုရင်ဒီထဲကို तू မှတ်နေမိဒါစာရေးမယ်ဆိုပြီးအဓိပ္ပာယ်ကို तू ကသိသွားတာအဲ့ကျရင် escape ပြန်နှိပ်ပြီးတော့မှတေချာမှန်ကန်တဲ့ဘောင်ပေါ်ကာဆာထောက်ကာဆာအဲ့လိုအရှင်းတော့တောင်မြားလေးပေါ်ပြီးဆိုတော့မှ left click ကိုဖိပြီးတော့ move လုပ်လို့ရမှာအဲ့ဒါလေးတော့သိထားရမယ်။ तू ကတခုကောင်းတာက wardrobe excel လို့ဘေးကိုဆွဲထုတ်လိုက်ရင်ပျောက်သွားမှာမဟုတ်ဘူး။ wardrobe မျိုး तू ကဘေးမှာမြင်နေရရင်အဲ့တခုတော့ကောင်းတယ်။နော်အဲ့တော့ကိုကဘာလုပ်ချင်လဲဆိုတာရှင်းရှင်းလေးမြင်ရရဲ့။ zone နဲ့ zone ကလို့ရင်မှတ်ထားပါ control ကိုဖိထားပြီးတော့ middle wheel လေးရှေ့တုံးထားဖို့လုပ်ပေးပါဒါပါပဲ။အဲ့တော့နောက်တစ်ခုကဒီမှာဒါလေးပုံနေဒါလေးကဘာလေးလဲဆိုတော့လှဲ့တာဟုတ်ပြီနော်နောက်ပဲပုံနေပါတော့ရင်အဲ့ဒါသုံးရမယ်နောက် test ထည့်မယ်ဆိုရင်လည်းစာရိုက်ဖို့ထည့်မယ်ဆိုရင်လည်းအဲ့ font တွေပါအဲ့လိုမျိုးတော့ bracket လေးနဲ့ပေါ်တာရမလားနားလည်မယ်နော် okay အဲ့တော့ကျွန်တော်တို့ကအခုခုနပြောစကားကိုပြန်သွားမယ်ကျွန်တော်တို့ကခုန new ခေါ်လိုက်တာနော် new ခေါ်လိုက်ပြီဆိုရင်ကျွန်တော်အခုပါချင်း new ခေါ်လိုက်ပြီဆိုရင် black presentation 3ဆိုပြီးတော့ time bar ထွက်လာပြီတွေ့လား time bar မှာဒါကတော့ဟိုပါပေါ့နော်ဒီ file name ပဲပေါ့နော် file name ကထွက်လာတာဒါကိုပိတ်မယ်အဲ့တော့အောက်ဆွဲကြည့်လိုက်ရင်ကျွန်တော်ခုနဖွင့်ထားရ2ဆိုတာရှိနေအဲ့လေးကိုသတိထားပါအဲ့တော့ set တွေ၄ဝါမှာဆိုလို့ဟိုဘာ file name မသိမှလည်းဆိုပါအဲ့တော့ဒါကိုပိတ်လိုက်မယ် don't save ပြီးရင်ဒါကိုပြန်ချက်မယ်အဲ့တော့အရင်ဦးဆုံးကျွန်တော်တို့ကခုနကကျွန်တော်ပြောခဲ့သလိုပဲစာရွက်ခေါ်တဲ့ဖို့လိုရတယ်ကိုခုပေါ်နေတာ default စာရွက်ကြီးပေါ်လာတာ A4 လား A3 လား A5 လားကိုမသိဘူးအဲ့တော့ကိုကဘယ်ကသွားပြီးတော့သိရမလဲဆိုရင်ကျွန်တော်တို့ကဒီမှာ design tab ထဲကိုသွားလိုက်နော် left click တစ်ချက်နှိပ်လိုက် design tab ထဲမှာဘယ်ကိုသွားရမလဲဆိုတော့ဒီမှာ slide size ဆိုတာရှိတယ်မြင်လားမသိဘူးနော် slide size ကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်သူအခုဖြစ်နေတာဘာလဲဆိုတော့ white screen ဖြစ်နေတာ16ကိုအချိုးဖြစ်နေတာနော်ဒီအချိုးကတော့ဟိုပြောရရင်အချိုးကောင်းပေါ့ present လုပ်လို့ကောင်းတယ်စာရွက်စာတမ်းတွေလည်းစုံစုံစင်ထည့်လို့ရမယ်ဓာတ်ပုံတွေပါစုံစုံထည့်လို့ရမယ်အဲ့လိုမှမဟုတ်ဘူးကိုရရ print ထုတ်မှာဟေ့ဒီပေါ်ကိုဆိုရင်တော့ဒါကိုကျွန်တော်တို့ကမှန်ကန်တဲ့ site ကိုပြောင်းပေးဖို့လိုအပ်တယ်အဲ့ဒါဆိုတော့ကျွန်တော်ဘယ်ကိုသွားရမလဲဆိုကျွန်တော်တို့ဒီမှာ custom slide site ကိုသွားပေးပါအဲ့ဒီမှာကျွန်တော်တို့ဘာကိုရွေးပြီးလို့ရတယ်ဆိုတော့ white screen ဖြစ်နေတာကို download လို့နှိပ်မယ်ကျွန်တော်ဘာလို့ဆိုတော့ A4 ကိုပြောင်းပေးနော် paper အဲ့တော့
ပွင့်တွေ height တွေပါလာပြီးသားအဲ့တော့ကိုကအဲ့မှာ orientation က landscape ထားမှာလား portrait ထားမှာလားအဲ့တော့ PowerPoint က presentation software ဖြစ်တဲ့အတွက်အများနဲ့ present လုပ်တာကကျွန်တော်တို့က landscape နဲ့မလုပ်မှာ portrait နဲ့မလုပ်ဘူးဟုတ်ပြီနော်အဲ့တော့ landscape မှာကျွန်တော်တို့ default တိုင်းပဲထားမယ်ကျန်တဲ့သွားမကလီကိုဒီမှာစာရွက်ရွေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဘာလုပ်ပေးရမလဲဆိုရင် okay ကိုတစ်ချက်နှိပ်ပေးအဲ့မှာ तू ကနော် maximize လုပ်မှာလား actual fit လုပ်မှာလားလို့ပြောတယ် maximize လုပ်မယ်ဆိုရင် तू ကဓာတ်ပုံထဲတဲ့အခါမှာဘေးတွေကိုခြံပေးမယ်အပေါ်အောက်တွေကိုကွက်တီတော့လုပ်ပေးမယ်တဲ့ actual fit ဆိုတော့ तू အပေါ်အောက်ဟနေမယ်ဘေးပါမယ်ပေါ့နော်ကျွန်တော်ကတော့ဒါကိုပဲရွေးတယ်အဲ့တော့ကိုထဲမဲ့ပုံစံနဲ့ကြည့်ပြီးတော့ကိုကြိုက်တဲ့ຢာကိုရွေးကျွန်တော်ကလောလောဆယ်ဒါကိုကျွန်တော်ရွေးထားပေးလိုက်တယ်ဒါကိုရွေးလိုက်ပြီးဆိုရင် size လေးကပြောင်းသွားပြီ A4 အဲ့ဒါပေါ့ပဲနားလည်မလားမသိဘူးเนาะ A4 ပြောင်းသွားပြီဟေ့ဆိုရင်ကျွန်တော်တို့က home tab ကိုပြန်သွားမယ်အဲ့အရင်ဆုံးကျွန်တော်ဘာလုပ်ဖို့လိုရလဲဆိုတော့ဘယ် software သုံးကိုအရင်ဆုံးစပြီးစေတဲ့အကျင့်ကိုလုပ်ပါစပြီးစေပြီးသွားရင်ဘယ် software သုံးကျွန်တော်တို့ file တစ် file စေတဲ့အကျင့်ကိုလုပ်ပါ file တစ် file ဆိုတော့ဒီတစ် file ကိုပဲနာမည်တစ်ခုနဲ့စေတယ်ပြီးရင် B ဆိုပြီးတော့စေမယ်အဲ့နှစ်ခုကို run နဲ့လှည့်ပြီးစေတဲ့အကျင့်ကိုလုပ်ပါ file နဲ့ပြတ်တဲ့လို့ crap version တွေဖြစ်တဲ့အတွက်ဟုတ်ပြီနော်အဲ့ဒါမလုပ်ခင်မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့အရင်ဆုံးစစေဖို့ကြိုးစားမယ်ဘယ် software မဆိုပါအဲ့တော့ကျွန်တော်တို့ဒီစစေမယ်ဆိုရင်ကျွန်တော်ဘယ်ကိုသွားရမလဲဆို file tab ကိုသွားဖို့လိုရတယ် file tab ကိုသွားပြီးကျွန်တော်တို့ဘယ်ကနေသွားမလဲဆိုတော့ဒီမှာ new ခေါ်တာကခုနကကျွန်တော်ပြောခဲ့ပြီးပါပြီသိပါပြီ new ခေါ်ရင်ဒီကခေါ်လို့ရတယ်ဒီကလာခေါ်လို့လည်းရတယ် open ဆိုတာကတော့ကျွန်တော်တို့ set ထဲမှာ PowerPoint file ရှိပြီးသားတော့၎င်းသို့မဟုတ်တခြားကနေ USB stick နဲ့ယူလာတဲ့ PowerPoint file ရှိတဲ့အချိန်မှာတော့၎င်း open ကိုနှိပ်ပြီးတော့ရွေးလို့ရတယ်ဒါပေမဲ့အဲ့ process ကကြာတယ်အခုခေတ်မှာဘယ်သူမှမလုပ်တော့ဘူးเนาะအဲ့တော့အဲ့ကြောင့်ကျွန်တော်ပြီးရှင်းပြမယ်info ကလည်းထားလိုက်အောင်အဲ့သူက save နဲ့ save f နဲ့ရှိတယ်နှစ်ခု꿰တယ်အဲ့ဒါဘာလဲဆိုကျွန်တော်ပြောပြမယ် save f ဆိုတာကပထမဦးဆုံးစ save မယ်ဆို save f ဆိုတဲ့ save ရတယ် location ရွေးပြီးတော့ငါဒီ file ကိုဘယ်မှာ save ပါမယ်ဆိုတဲ့သဘောနဲ့ location ရွေးပြီးတော့ save တာကို save f လို့ခေါ်တယ် save ကတော့နောက်ပိုင်း save f လုပ်ပြီးသွားတဲ့အခါမှာထပ်ခါလည်း save နေဆို control s နှိပ်ပြီး save နဲ့လာတဲ့တူတယ်အဲ့ဒါကိုတင်ကြပြီနောက်တစ်ခုက print ကတော့ print ထုတ်တဲ့အခါမျိုးမှာတုံးတယ် share ရောက်ထားလဲ export ကလည်း export ထုတ်တဲ့အခါမှာတုံးတယ် export ထုတ်တဲ့အခါမှာဘာတွေရတယ်ဆိုတော့ PDF file ရတယ် PDF export လုပ်လို့ရတယ် create PDF နဲ့လည်းဆိုတော့ one click နဲ့ထွက်တယ် PDF ကဒါကိုမတုံးနဲ့ဒါကိုတုံးเนาะ video file export လုပ်လို့ရတယ် GIF file တွေလုပ်လို့ရတယ် CD ban လုပ်ရတယ်အခုတော့ဘယ်သူမှမတုံးတော့ဘူးเนาะဒါရတော့ထားရတော့ close ကတော့ဒီ software တစ်ခုလုံးပိတ်တာအဲ့တော့ချုပ်ပြီးပြောရမယ်ဆိုရင်ကျွန်တော်ဒီမှာ file တက်တဲ့မှာဒါတွေပါတယ်ဒါတွေကဘာမှမထူးဆန်းဘူးဟုတ်ပြီနော်ကျွန်တော်ခုနရှင်းပြပြီးသွားပြီအဲ့တော့အရင်ဆုံးကျွန်တော်တို့စေ့မယ်စစေ့တဲ့အခါမှာစေ့စံမစေ့စေတင်ဘူးစေ့ S နဲ့စေ့ပါစေ့ S နဲ့စေ့ရင် तू ကလမ်းကြောင်းရွေးခိုင်းတယ်ဘယ်မှာစေ့မှာလဲပေါ့ကျွန်တော်တို့ဒီမှာကွန်ပျူတာထဲမှာစေ့မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာ browse ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဘယ်ကိုသွားမလဲဆိုတော့ तू က document တွေကို direction ပြနေရဲ့အဲ့လိုမလုပ်တဲ့ကိုဆက်ရဲ့ D ထဲကိုသွားနော် D ထဲကိုသွားပြီးကိုကအဲ့မှာမလုပ်ရမှာဆိုတော့ folder တစ်ခုစောက်ကိုနာမည်နဲ့ folder ရှိယူသားဆိုရင်ကိုနာမည်နဲ့ folder တစ်ခုမရှိသေးဘူးဆိုကိုနာမည်နဲ့တစ်ခုစောက်ဟုတ်ပြီလားကျွန်တော်နာမည်နဲ့မရှိသေးဘူးဆိုပါတော့ကျွန်တော်နာမည်နဲ့တစ်ခုစောက်လိုက်တယ်ဘာလဲဆိုတော့ UNI V က SC Universe ဆိုကျွန်တော်စောက်လိုက်တယ်အနာနှစ်ခါခောက်လိုက်တယ်တစ်ခါ confirm လုပ်တာနောက်တစ်ခါအဲ့ထဲကိုဝင်တာအဲ့ထဲမှာမှကျွန်တော်ကဘာပြန်လုပ်မလဲဆိုတော့ new folder စောက်လိုက်တယ်နော် PowerPointဆိုပြီးကျွန်တော် folder စောက်လိုက်တယ်ချက်နှိပ်တယ်နောက်ချက်နှိပ်တယ်အဲ့တော့ဒီမှာသွားတဲ့လမ်းကြောင်းကိုကြည့်ပါဒီတဲက universe တဲက PowerPoint တွေကိုရောက်နေပြီเนาะအဲ့တော့သူ့ရဲ့ဒီ address bar လေးကိုလည်းကြည့်ရမယ်เนาะအဲ့ဒါ basic မှာတော့ကျွန်တော်တင်တယ်အဲ့ဒါကြီးကတချို့သိရလူလည်းရှိတယ်မသိရလူဆိုတော့ဒီမှာတစ်ခါလေးမှတ်ထားလို့ရပါတယ်အဲ့တော့ဒီထဲမှာကျွန်တော်တို့စေ့တော့မယ်ဆိုတော့ presentation 3ဆိုပြီးတော့နာမည်ကပေါ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က software ကို3ခါပွင့်လိုက်တာဟုတ်အဲ့တော့ PowerPoint ရဲ့ extension ကဘာလဲဆိုရင် PPT8 extension အကြောင်းတွေကတော့သိလိမ့်မယ်လို့ထင်တယ်ကွန်ပျူတာ basic သိရတဲ့လူတွေကျိုတင်ပေးရလူတွေလည်းရှိရဲကျွန်တော်ဒီမှာတော့တင်တယ်တချို့မတင်ပေးရလူလို့မသိဘူးဆိုလည်းမှတ်ထားပါPowerPoint ရဲ့ extension က PPT8 ပါ JPEG ရဲ့ extension က JPG PNG ရဲ့ extension က PNG စသဖြင့်အဲ့လိုရှိရပေါ့နော် extension ကြောင့်လည်းကျွန်တော်ဒါကွန်ပျူတာ basic မှာတင်ပါတယ်ဒီမှာကျွန်တော်မရှင်းပြတော့ဘူးအဲ့တော့သူရေးပြနေရကိုကာစာလေးကလစ်ချလိုက်တယ်ဘတ်နဲ့ထွက်တယ် presentation ဆိုတဲ့နာမည်နဲ့ပဲကျွန်တော်တို့ဒီမှာဒါကိုစီးလိုက်ပြီ okay အဲ့တော့ဒီမှာ3ဖြစ်နေရကတိုင်းပါမှာ title bar မှာ presentation ဆိုတာဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ကိုက software ကိုကျွန်တော်ပိတ်ချလိုက်မယ်
ဟုတ်ပြီနော်ပိတ်ချလိုက်မယ်ဆိုကျွန်တော်တို့ခုနဖွင့်ခဲ့တဲ့ဟာကိုကျွန်တော်တို့သွားကြည့်မယ် this pc ကိုနှိပ်လိုက်တယ်ကျွန်တော်ဒီမှာဒီထဲကိုသွားလိုက်တယ်ဒီထဲမှာကျွန်တော် universe ဆိုတဲ့ folder ကိုကျွန်တော်ဖွင့်လိုက်မယ် PowerPoint folder ရောက်နေပြီသူ့ကိုဖွင့်လိုက်မယ်ဆိုကျွန်တော်တို့ဒီမှာ presentation နဲ့ PowerPoint ဖိုင်ရှိနေပြီ extension က PPT8 ရမယ်နော်အဲ့တော့ကိုကဒီ file ကိုကတင်ထားပြီးသွားပြီနောက်နေ့ရုံးလာတဲ့အခါမှာဒီ file ကိုကျွန်တော်တို့ပြန်ဖွင့်မယ်ဟေ့ဆိုရင်ဒီလိုမျိုး PowerPoint software ကိုတော့ဖွင့်မနေနဲ့เนาะအဲ့ဒါကြီးစာအုပ်ကြီးတန်းလို့ဒါဒီမှာကျွန်တော်ဘယ်ကိုသွားရမလဲဆိုရင် open ကိုသွားနှိပ်တယ် open ထဲမှာ browse ကိုသွားတယ်ကျွန်တော် live ရွေးပါအောင်ဆိုပြီးအဲ့လိုဘယ်သူမှလည်းမလုပ်တော့ဘူးဒါကကျွန်တော်စာပြစ်နေတာတင်ပြတာကိုလုတ်ထားတဲ့ file ကိုသွားတစ်ခါတည်းရွေးပြီးတွေ့ရတဲ့ double click နှိပ်ပြီးဖွင့်လိုက်လို့ရတယ်ရှားမလားမသိဘူးเนาะအဲ့ဒါကကျွန်တော်တို့ဘာလဲဆိုတော့ file တက်ကိုကျွန်တော်ရှင်းပြခဲ့တာ file ထဲမှာပါတာအကုန်ပဲ new ခေါ်လို့ရတယ် CP စာကိုဖွင့်လို့ရတယ် save save လုပ်လို့ရတယ်အဲ့တော့ခုနကကျွန်တော်ပြောခဲ့ပြီးပါ save app နဲ့ save ရဆိုပါเนาะအခုကျွန်တော်ဖွင့်ထားတဲ့ software ကိုsorry ဒီမှာ reset မှာလည်းပြန်ပေါ်ရเนาะမရွေးချင်ဆိုဒီမှာဒါအောင်နှိပ်လိုက်ရင်လည်းခုနကပြန်ပွင့်သွားလိမ့်မယ်ဟုတ်ပြီเนาะ presentation file ပြန်ပွင့်သွားလိမ့်မယ်အဲ့တော့မှဒီခက်ချက်ကျွန်တော်ဘာနဲ့ဆိုတော့နောက်တဲ့နာမည်တစ်ခုနဲ့ထပ်စစ်မယ် random စစ်တာအကောင်းဆုံးပဲเนาะဘယ် software မဆိုပြီး browse ဆိုရွေးလိုက်တယ် location ကရွေးထားပြီးသားဖြစ်တဲ့အတွက်အဲ့ထဲကိုတန်းရောက်သွားပြီအဲ့တော့မှကျွန်တော်ဘာလုပ်မလဲဒီမှာ presentation နောက်မှာเนาะ hyper လေးခံပြီးတော့1လို့ရိုက်လိုက်เนาะဒီ file ကိုပဲနာမည်1ပေးပြီးတော့စစ်လိုက်မယ်ဆိုရင်ဒီမှာနာမည်ပြောင်းသွားပြီအဲ့တော့အောက်မှာကိုဖွင့်ထားတဲ့ဟာကိုလည်းတွားကြည့်လိုက်ရင် file နှစ်ခုဖြစ်သွားပြီအဲ့တော့အချိန်အားလည်းဒီမှာ2နာရီ3နာရီ4မိနစ်အဲ့ဒါဘောပြောတာအဲ့နှစ်ခုကိုကျွန်တော် random လက်ယူစစ်ပေးမယ်ဆိုရင် file နှစ်ခုပြတ်သွားတယ်တစ်ခုကကျွန်တော်တို့ပြန်ပြီး backup ပြန်ရတယ်ဒါကိုပြောချင်တာရမယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာဒီအကြောင်းကိုနားလည်သွားပြီ save ကဘယ်လိုမျိုးကိုသုံးလဲဆိုရင်ကျွန်တော်တို့ဟုတ်ပြီနော်ခုနကကျွန်တော်1ကိုဖွင့်လိုက်မယ်ကျွန်တော်ကဒီမှာဒါကို select မှတ်လိုက်တယ်ဖြတ်ချင်ရင် delete ဖြတ်လိုက်ပြီဒါကို select မှတ်လိုက်တယ်ဖြတ်ချင်ရင် delete အဲ့ဒီမှာအခုဖြတ်ထားတဲ့အနေအထားကို update စစ်ချင်တယ်ဆိုရင် control s ကိုနှိပ်လိုက်ရုံပဲကျွန်တော်ဘာမှမလုပ်နဲ့ဟုတ်ပြီနော် control s ကိုနှိပ်ပြီးရင်အဲ့ control s ကဘာနဲ့လာတဲ့နဲ့ဆိုတော့ save နဲ့လာတဲ့နဲ့တူတယ်တူတူပဲအဲ့တော့ control s ကိုနှိပ်ပြီးသွားရင် software ကိုတန်းပိတ်ချလိုက်လို့ရတယ်ဒီမှာလာကြည့်ပြန်ဖွင့်ကြည့်ခုနကကျွန်တော်သုံးခဲ့ရ1เนาะဟုတ်တယ်စာမရှိတော့ဘူးဖြစ်လာလိမ့်မယ်သဘောပေါက်လားเนาะဒီမှာစာရှိရယ်အဲ့သဘောပဲအဲ့ဒါကြောင့်ကျွန်တော်တို့ကပထမဦးဆုံးမှာ save add နဲ့သွား save မယ်နောက်ပိုင်းနေမှာကျွန်တော်တို့ဒီလုံးဝ save နဲ့ပဲသွားတာအကောင်းဆုံးပဲအဲ့တော့မှကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ဘာပဲလုပ်ကျွန်တော်တို့ကအလွယ်တကူဘာပဲထပ်ပြီးတော့ဒီထဲမှာထပ်เนาะကျွန်တော်တို့ကအလွယ်တကူဘာလုပ်လို့ရတယ်ဆိုတော့ control s နှိပ်လိုက်တာနဲ့စေထားပြီးသားဖြစ်သွားပြီပိတ်ချလိုက်အောင်မတန်းပြီးတော့ဖွင့်ကြည့်လိုက်ကျွန်တော်တို့ကဒီမှာ update ကကျွန်တော်တို့ကစေထားပြီးသားအဲ့ဒီဘောကိုပြောတာရမယ်နော် okay အဲ့တော့ဒါကအရေးကြီးဆုံးပိုင်းပါပဲအဲ့တော့အရင်ဆုံးကျွန်တော်တို့ဒီဒါကို time bar လို့ခေါ်တယ်ဒါက quick step 2ပါဒါလေးက tab လေးတွေခေါ်ပါတယ် tab ထဲမှာ panel တွေကမှာ2တွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒီနေ့သင်ခန်းကဘာလို့သင်ခန်းရလဲဆိုတော့ကျွန်တော်တို့ဒီမှာ file new ခေါ်တဲ့အောင်သင်ပေးခဲ့တယ်ဒီ UI အကြောင်းကိုနားလည်အောင်ရှင်းပြပေးခဲ့တယ်ကျွန်တော်တို့ဒီမှာ design tab ထဲကိုသွားမယ် site ကိုကိုယ့်ရဲ့ site ကိုသွားကြည့်မယ်ဟဲ့လား white ပြောင်းခြင်းတော့ white ကတော့ပိုပြီး present လုပ်လို့ကောင်းတယ်အဲ့လိုမှမဟုတ်ဘူး A4 လို့ခြင်းတယ်ဆိုရင် custom ရွေးလို့ရတယ်ဒီမှာ A4 ကိုသွားပြောင်းပေးလိုက်အောင်ပဲပြီး okay နဲ့ဒါပဲအဲ့တော့ဒီနေ့သင်ခန်းစာလေးတော့ဒီမှာပဲ break ပါမယ်အဲ့တော့နောက်သင်ခန်းစာတွေမှာကျွန်တော်တို့ဆက်ပြီးတော့ကြံရှိနေတဲ့ tab တွေနဲ့ကျွန်တော်တို့ဘယ်လိုအသုံးပြုရမလဲဆိုတော့ကျွန်တော်သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်သင်ခန်းစာတွေမှာကျွန်တော်တို့ပြန်လည်တွေ့ဆုံပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်